အားလုံးပဲမင်္ဂလာပါရှင်။ market ပါဒီဗီဒီယိုလေးမှာတော့ market ရဲ့ရွေးချယ်ကကြတော့ဒီတင်တိုင်းကိုဝေးရောက်နေတဲ့သူဒါမှမဟုတ်ဘူးဆိုရင်ဒီလုပ်ငန်းကိုမလုပ်ကင်ဘူးပေါ့ကွယ်ဒါပေမဲ့လို့ဒီပညာလေးတက်ထားရင်တော့မစိုးဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေတိမိခောက်မိလေးတွေဖြစ်အောင်ဆိုပြီးတော့တွေ့တက်အောင်သိအောင်တက်အောင်ဆိုပြီးတော့ဒီဗီဒီယိုလေးတွေကိုစိတ်ထိုက်တင်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ market ရဲ့ account လေးကိုလည်းနိုင်ရင် follow လေးလုပ်ပေးပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်နောက်တစ်ခုကကြတော့ဒီမိနစ်မှာပဲပေါ့နော်အမတရားကမက်မယ်ဆိုရင်သူရဲ့အခက်ခဲလေးတွေကဆစ်လို့ပေါ့နော်ဒီချက်ပေါက်မှာပဲလာမေးတယ်ဆိုပြီးတော့ဒါပြောတဲ့အမတရားကိုလည်းတွေးလိုက်ရတော့ဒါဆိုရင်တော့ဒီ public မှာလာမေးရတာတဲ့သူများတွေ့ပေးနေတဲ့လူတွေလည်းအများကြီးရှိတယ်အဲ့မှာသွားမေးရတာတဲ့ကိုကတက်သွားတဲ့ခါကျလို့ရှိရင်ကိုကတွေ့တက်အောင်ဆိုပြီးတော့ဒီဟာလေးတွေယူရပြီးတင်ပေးတာဖြစ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ် Low battery please charge စဗီဒီယိုဖိုင်မှာ level 1ဗီဒီယိုဖိုင်မှာပေါ့နော်ဒါဆိုရင်ရွှေမှာဆိုရင်ပေါ့နော်ရွှေပညာစပြီးလေ့လာမယ်ဆိုရင်ရွှေမှာဆိုရင်ရွှေလေးချိန်ရှိမယ်နောက်တစ်ခုကကျတော့ရွှေမျိုးစားဆိုပြီးတော့ရှိမယ်ရွှေလေးချိန်ကဘာတွေလဲဆိုတော့ market တို့ဒီဒီမှာဈေးဝင်နေဒီလိုမျိုးပဲတစ်ကျဲမှာ16ပဲတစ်ပဲမှာရှေ့ရွေးတစ်ရွေးမှာ10 point ဆိုပြီးတော့ရှိပါတယ်နောက်တစ်ခုကကျတော့ရွှေမျိုးစားရွှေမျိုးစားဆိုတာကဘာတွေကိုပြောရလဲဆိုတော့ okay ဟုတ်ပြီမျိုးစားမှာကြီးဆိုရင်လည်းကြီးလို့ပြောလိုက်တာ ਨੇ ကြီးမျိုးစားဟုတ်ပြီနော် okay 16ပဲကြီးဆိုရင်အခောက်ရွှေ16ပဲကြီးအမျိုးအစား15ပဲကြီးရွှေအမျိုးအစား16ပဲကြီးပြီးရင်ရွှေမှာအကောက်ဆုံးဆိုတာ A10 လို့ပြောတယ်ဒီ15ပဲကြီးကအကောက်ဆုံးနောက်တစ်ခါကျတော့ B10 လို့ပြောတယ်14ပဲနဲ့ပြားကြီးဒေခါပြားကြီးလို့လည်းပြောကြတယ်နောက်တစ်ချက်ကကျတော့73ပဲကြီးနောက်ပြီးတဲ့ခါကျလို့ရှိရင်12ပဲကြီး 80k ဒါမျိုးလေးတွေပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေရွှေကိုရွှေအမျိုးအစားလို့ပြောပါတယ်ရွှေအမျိုးအစားကိုလောက်တဲ့ခါကျလို့ရှိရင်ရွှေဆက်နီးပေါ့နော်လောက်တဲ့နီးနဲ့နီးရှိပါတယ်ဒီဆက်နဲ့ low power on ရှိတယ်ဒီလိုပိုင်း